ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံကအင်ရှင်အဖြစ်လက်ခံကျင်းပပေးသွားမယ်၃နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲ AR Tri Nation Cup ပြိုင်ပွဲကိုမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းတိုက်စစ်မှုဖြစ်တဲ့ဝင်းသိမ်ကြီးထွန်းဟာကျမ်းမာရေးအခြေအနေကြောင့်လွဲချော်ရမယ်လို့မြန်မာဘောလုံးဖွဲ့ချုပ်ကအတည်ပြုချက်ထုတ်ပြန်လိုက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့လာမယ့်ဇွန်လ3ရက်နေ့ကိုရောက်ရင် AR Tri Nation Cup 2026လို့နာမည်ပေးထားတဲ့၃နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲကိုစတင်ကျင်းပတော့မှာဖြစ်ပါတယ်ခင်ဗျလက်ရှိချိန်မှာဆိုရင်မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာစူးစီးလေ့ကျင့်မှုတွေကိုစတင်ဆောင်ရွက်နေဖြစ်ပါတယ်အမေရိကန်ပြည်ထောင်စုမှာပညာသင်ကြားပြီးတော့တစ်ဖက်ကဘောလုံးလက်ကစားနေတဲ့မေထက်လူသူဟာလည်းအသင်းစီကိုစောစီးစီးပြန်လည်ရောက်ရှိလာပြီးတော့ပူးပေါင်းလေ့ကျင့်နေဖြစ်ပါတယ်ခင်ဗျပြီးတော့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းမှာပြည်သက်အားပေးတဲ့လူငယ်ကစားသမား2ယောက်ညနေကစားသမားတွေကိုဒီချိန်မှာထည့်သွင်းနေရပေးရွေးချယ်ထားပါတယ်အဲဒီကစားသမားတွေကတော့ကွင်းလယ်မှာကစားတဲ့နန်းဟွန်လိုင်းကတယောက်ဖြစ်ပါတယ်နောက်တစ်ယောက်ကတော့ဒေကန်စစ်ကစားသမားဖြစ်တဲ့နန်းစနေမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဝင်းသိမ်ကြီးထွန်းကတော့ကျမ်းမာရေးအခြေအနေကြောင့်ပါဝင်ကစားနိုင်မှာမဟုတ်တော့ဘူးလို့မြန်မာဘောလုံးဖွဲ့ချုပ်ကသတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်ခင်ဗျဝင်းသိမ်ကြီးထွန်းဟာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းရဲ့အဓိကတိုက်စစ်မှုတစ်ယောက်ဖြစ်ပါတယ်ဝင်းသိမ်ကြီးထွန်းကိုမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းရဲ့ပနာမလူစင်းထဲမှာထည့်သွင်းရွေးချယ်ထားရင်လက်တလောကြုံတွေ့နေရတဲ့ကျမ်းမာရေးအခြေအနေကြောင့်အသင်းနဲ့အတူပူးပေါင်းလေ့ကျင့်နိုင်ခြင်းမရှိတော့ဘူးအနားယူနေရပြီလို့သတင်းကြားသိရပါတယ်ခင်ဗျမြန်မာလက်ရွေးစင်မျိုးသမီးအသင်းဆရာဝန်ရဲ့ပြောကြားချက်အရတိုက်စစ်မှုဝင်းသိမ်ကြီးထွန်းဟာဒဏ်ရာကြောင့်မဟုတ်ဘဲနဲ့ကျမ်းမာရေးအခြေအနေကြောင့်အသေးစားခွဲစိတ်မှုတစ်ခုခံယူထားရတယ်လို့သိရှိရပါတယ်ခွဲစိတ်မှုအပြီးမှာပြန်လည်သက်သာလာစေဖို့နဲ့ဘောလုံးပြန်ကစားနိုင်မှုအတွက်အနည်းဆုံးအဖြစ်အချိန်တစ်လခွဲလောက်စောင့်ရလိမ့်မယ်လို့သတင်းကြားသိရပါတယ်ခင်ဗျလက်ရှိအချိန်မှာတော့ဝင်းသိမ်ကြီးထွန်းဟာသီးသန့်အနားယူမှုတွေလုပ်ဆောင်နေတယ်လို့ဆရာဝန်ကအသိပေးထားပါတယ်မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းဟာ AR Tri Nation Cup ပြိုင်ပွဲ၃နိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲမှာဇွန်လ3ရက်နေ့ရောက်ရင်ပြိုင်ပွဲဖွင့်ပွဲစဉ်ဖြစ်ဥဇဘက်ကစ္စတန်လက်ရွေးစင်မျိုးသမီးဘောလုံးအသင်းနဲ့အဖွင့်ပွဲစတင်ရှင်ပြမှာဖြစ်ပါတယ်ဇွန်လ9ရက်နေ့ကိုရောက်ရင်တော့ထိုင်းလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းနဲ့ရှင်ပြိုင်ကစားမှာဖြစ်ပါတယ်ခင်ဗျပွဲစဉ်2ခုလုံးကိုညနေ9:00နာရီအချိန်မှာရန်ကုန်မြို့သူဝနာအားကစားကွင်းကြီးထဲမှာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကရှင်ပြိုင်ကစားသွားမယ်ဆိုတဲ့အကြောင်းပြည်သက်တွေသိရှိအောင်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ